မြောက်ကိုရီးယားကနေထွက်ပြေးခြင်းကတော့ငရဲမင်းကိုဖုံးဆက်ပြီးလာကြိုဖို့ပြောတာနဲ့တူတူပါပဲမြောက်ကိုရီးယားပြည်သူတက်မတော်မှာ10နှစ်ကြာတာဝန်ထမ်းဆောင်ပြီးနောက်စစ်မှုထမ်းတတန်ပြည့်တော်မှာဖြစ်တဲ့ Kim ဆိုတဲ့စစ်သားတယောက်ကမြောက်ကိုရီးယားကနေတောင်ကိုရီးယားကိုထွက်ပြေးဖို့စီစဉ်ခဲ့ပါတယ်။မြောက်ဘက်စစ်သားတွေအိတ်နေတုန်းသူနှိုးလာပြီးမြေပုံကိုကြည့်ကလမ်းကြောင်းရှာခြင်းမြေမြုပ်မိုင်းတွေစိုက်ထားတဲ့နေရာတွေကိုမှတ်သားခြင်းတွေလုပ်ခဲ့ပါတယ်။တနေ့မနက်ပိုင်းမှာတော်တဲ့ကင်းလဲချနေတော့နေ့ရက်နေ့မိုးရွာတော့မယ်ဆိုတဲ့သတင်းကိုကြားလိုက်ရတဲ့အတွက်မိုးရွာတဲ့အချိန်အခွင့်ကောင်းယူပြီးထွက်ပြေးဖို့စီစဉ်ခဲ့ပါတယ်။ Kim တယောက်တည်းထိုင်ပြီးသူ့ငယ်ဘဝကိုပြန်တွေးနေတော့သူ့ရဲ့အစီအစဉ်ကိုကြိုသိနေတဲ့အစင်းနှိပ်စစ်သားဒေါန်ဟုတ်ကရောက်လာခဲ့ပါတယ်။ဒေါန်ဟုတ်ကသူထွက်ပြေးမဲ့အစီအစဉ်ကိုတီချောင်းပြောပြီးသူ့မိသားစုနဲ့တွေ့ဖို့သူလည်းထွက်ပြေးခြင်းကြောင်းပြောပါတယ်။ဒါပေမဲ့ Kim ကလုံးဝငြိမ်းဆိုခဲ့ပြီးဒီလိုကိစ္စမျိုးကိုလုံးဝမစင်စားနဲ့လို့သတိပေးခဲ့ပါတယ်။ညဘက်ကြီးအိမ်ในချိန်မှာထွက်ပြေးတဲ့စစ်သားတအုပ်ရှိကြောင်းအချက်ပေးတဲ့မြင်လာလို့သူတို့အားလုံးနိုးလာကြပြီး Kim ကဒေါန်ဟုတ်ပဲဖြစ်နိုင်တယ်ထင်ပြီးကျန်တဲ့စစ်သားတွေကိုလမ်းမပို့ပြီးဒေါန်ဟုတ်ကိုလိုက်ရှာခဲ့ပါတယ်။သူ့ရဲ့မြေပုံပြောင်းနေတာကိုတွေ့ပြီးနောက်ဒေါန်ဟုတ်ကိုချန်စီယိုနာမှာရှာဖွေတွေ့ရှိခဲ့ပြီးသူရင်တူးထားတဲ့တွင်းကိုရှာနေတော့မှာပဲ Kim ကသူ့ကိုလိုက်ခဲ့ဖို့ပြောခဲ့ပေမဲ့ဒေါန်ဟုတ်ကဆက်ထွက်ပြေးဖို့ဆုံးဖြတ်ပြီးနောက်တွင်းတစ်ခုကိုထပ်တိုးဖို့ကြိုးစားတော့လက်စစ်ချန်စီယိုနဲ့ထိမိပြီးဓာတ်လိုက်သွားခဲ့ပါတယ်။ Kim ကတားဖို့ကြိုးစားပေမဲ့ဒေါန်ဟုတ်ကတနက်ထုတ်ချိန်ပြီးလမ်းပြပေးဖို့အတင်းအကျပ်တောင်းဆိုခဲ့လို့ Kim ကပြောဆိုပေမဲ့နောက်ဆုံးမှာတော့နှစ်ဦးစလုံးအဖမ်းခံလိုက်ရပါတယ်။အဖမ်းခံရပြီးနောက်နှစ်ယောက်စလုံးအရိုက်ခံရပြီးမြေပုံကဘသူဟာလဲလို့အထက်ဗိုလ်ကြီးကမေးတော့ထုတ်ပြောဖို့ကြောက်နေကြပေမဲ့တေတံပေးမယ်ဆိုပြီးချင်းချောက်ခံရတဲ့အခါဒေါန်ဟုတ်ကအပြစ်ကိုသူတယောက်တည်းယူပြီး Kim ဘာမှမသိကြောင်ပြောပြခဲ့ပါတယ်စစ်စစ်မင်းမြင့်သူတွေကသူတို့ကိုမယုံကြည်ပေမဲ့ဗိုလ်မှူးကြီးဟိန်းဆန်ကဒီကိစ္စကိုဖြေရှင်းဖို့စကန်းကိုလာနေကြောင်းသတင်းရတော့အားလုံးထိတ်လန့်သွားကြခဲ့ပါတယ်ဟိန်းဆန်ရောက်လာပြီးနောက်အရာရှိတွေကခေါ်ယူတွေ့ဆုံခဲ့လို့ဟိန်းဆန်ကဒေါန်ဟိတ်အပြစ်ဝင်ခံထားပြီး Kim ကထွက်ပြေးသူကိုဖမ်းဖို့ကြိုးစားတာလို့ဖြေရှင်းခဲ့ပါတယ်အားလုံးကို Kim ထွက်ပြေးနေသူတယောက်ကိုဖမ်းခဲ့လို့သူရဲကောင်းဖြစ်ကြောင်းသတင်းပို့ဖို့ညွှန်ကြားခဲ့ပြီးသူ့အထက်အရာရှိတွေရဲ့ဒေါသကိုမလိုချင်သူ့စကားကိုနားထောင်ဖို့ပြောခဲ့ပါတယ်လမ်းမှာ Kim တယောက်တည်းကားပေါ်မှာကြံခဲ့ပြီးကားထဲကအရာရှိတွေကထွက်သွားတာကိုတွေ့လိုက်ရပါတယ်ရုတ်တရက်သူ့ကိုငငယ်ကလေးကတီးတဲ့ဟိန်းဆန်ကကားထဲကိုဝင်လာတော့အံ့အားသွားခဲ့ပါတယ်ဟိန်းဆန်က Kim ကိုကားမောင်းခိုင်းပြီးအတိတ်အကြောင်းတွေပြောကြပါတယ်ဟိန်းဆန်ကစီဦးစီချုပ်ကပြင်ဆင်ထားတဲ့ပွဲတက်ဖို့ပြောပြီးပွဲမှာ Kim ကိုတက်မတော်ရဲ့အစင်းအမြင့်ဆုံးအဖွဲ့ဝင်တွေရှေ့မှာသူရဲကောင်းအဖြစ်မိတ်ဆက်ပေးခဲ့ပါတယ်သူလည်းမိတ်ခွန်ကောင်းကောင်းပြောခဲ့ပြီးချီးကျူးခံရပါတယ် Kim ကအချိန်နောက်ကျနေပြီဖြစ်ကြောင်းသတိပေးဖို့ကြိုးစားတဲ့အခါပိုပြီးအံ့အားသင့်စရာသတင်းကိုကြားလိုက်ရပါတယ်။ Kim ယာတုတိုးသွားပြီးတပ်မတော်ဌာနမှာနောက်9နှစ်တာဝန်ထမ်းဆောင်ခံလိုက်ရပါပြီ။ Kim မကြခင်စစ်မှုထမ်းတက်တန်းပြေတော်မှာကိုဘာကြောင့်အစ်စ်ယာတုပေးလဲလို့မေးတော့ဟိန်းဆန်ကစစ်တပ်အပြင်ဘက်မှာလုံးစရာဘာမှမရှိဘူးလို့ပြန်ပြောပါတယ်။ Kim ကသူ့ရဲ့အနာဂတ်ကိုဒီလိုမျိုးမဆုံးဖြတ်ဖို့ပြောတဲ့အခါဟိန်းဆန်ကဩဇာအာဏာနဲ့ပြန်တွန်းထုတ်လိုက်လို့ Kim ကအတန်ကိုပြောင်းပြီးကံကြမ္မာကိုလက်ခံပါမယ်လို့ပြောခဲ့ပါတယ်။သူခဏတာအခြေစိုက်စခန်းကိုပြန်ပြီးနောက်တပ်သားတွေနဲ့နှုတ်ဆက်ခွင့်တောင်းဆိုပေမဲ့ဟိန်းဆန်ကခွင့်မပြုပဲယာတုလက်ခံဖို့ပြောပါတယ်။ Kim သူ့ကိုခေါ်ဆောင်ဖို့စီစဉ်ထားတဲ့အရာရှိနဲ့ပူးပေါင်းဆောင်ရွက်ဟန်ပြပြီးလွှဲပြောင်းရေးပုံစံဖြစ်ဖို့ပြောခဲ့ပါတယ်။ဒါပေမဲ့ဟိန်းဆန်ကပါတီမှာမိမတွေနဲ့ပျော်ရွှင်နေတော့ Kim အခမ်းအနားမှာရှိရိုက်ထားတဲ့သူ့ပုံကိုဖျက်ထုတ်ပြီးစစ်တပ်ကပ်ပြားအတုတစ်ခုလုပ်လိုက်ပါတယ်။အစပိုင်းမှာတော်ထဲကနေထွက်ပြေးဖို့စီစဉ်ခဲ့ပေမဲ့ကင်းလက်စစ်သားတွေနဲ့တွေ့တဲ့အခါစစ်ဆေးရေးမှုဟန်ဆောင်ပြီးသူတို့ရဲ့မှန်ပြောင်းကိုယူကနေရာကိုစစ်ဆေးခဲ့ပါတယ်။ဂိတ်ဝါကစစ်ကားတချို့ကိုမြင်လိုက်ရလို့တကားဖွင့်ထားတဲ့ကားတစ်စီးကိုရှာတွေ့ပြီးအရက်မူးနေတဲ့ဗိုလ်ချုပ်တအုပ်ကိုဆွဲတင်ပြီးရန်မောင်းလို့ကားကိုဂိတ်ကနေဖြတ်ကျော်ထွက်သွားခဲ့ပါတယ်။နောက်ပိုင်းမှာမူးနေတဲ့ဗိုလ်ချုပ်ကြီးကိုလက်ကွင်းထဲမှာပစ်ထားခဲ့ပြီးခြေဆိုင်စကန်ကိုပြန်မောင်းလာတာကိုတွေ့ရပါတယ်။ဒါပေမဲ့ဓာတ်စီကုန်သွားပြီးသူ့ရှေ့မှာစစ်ကားတွေသူ့နားကိုနောက်ပြန်မောင်းလာတဲ့အခါ Kim ကြောင်ရွံစွာထိုင်နေခဲ့ပါတယ်။သူလည်းယုံကြည်မှုရှိတဲ့ပုံစံနဲ့ပြန်လည်လှုပ်ဆောင်ဖို့ဆုံးဖြတ်ပြီးကားထဲကထွက်ကဓာတ်စီတောင်းပါတယ်။တခြားအရာရှိတွေကခွင့်ပြုလက်မှတ်တောင်းတဲ့အခါအတူလုပ်ထားတဲ့ကပ်ပြားကိုပြပြီးသူ့ယာတုအစ်စ်နဲ့သူ့ကိုမိတ်ဆက်ခဲ့ပါတယ်။ရုတ်တရက်ကီးဟုံးဆိုတဲ့အရာရှိကားထဲကနေထွက်လာပြီးဘာကြောင့်ဓာတ်စီမဖြစ်ခဲ့တာလဲလို့မေးခွန်းတွေစမေးပါတော့တယ်။ Kim ကဘာပဲဖြစ်ဖြစ်ပြင်းပြင်းထန်ထန်ငြိမ်းဆန်ပြီးနောက်ဆုံးမှာတော့ကီဟုံးကဓာတ်စီလူချင်းဟောင်းနီစခန်းကိုလိုက်ခဲ့ဖို့ပြောပါတယ်။ Kim ကနိုင်ငံတော်လုံခြုံရေးဆိုင်ရာဟေးဝဲမစ်ရှင်နဲ့ဒီကိုရောက်လာနေကြောင်းပြောပြီးဒေါင်ဟိတ်ကိုဒီစခန်းမှာဖမ်းထားတာကိုသိလိုက်ရပါတယ်။ပူးပေါင်းကြံစီသူကိုဖမ်းဆီးရမယ့်သူ့မစ်ရှင်နဲ့မြေပုံအကြောင်းပြောပြတော့ကီဟုံးလည်းသူ့ကိုတန်တရားမဝင်တော့ပါဘူး။ Kim ကဟောင်းနီစစ်ရဲစခန်းကိုရောက်လာပြီးအရိုက်ခံထားရတဲ့ဒေါင်ဟိတ်ရှိရာအခန်းထဲကိုဝင်သွားလို့ဒေါင်ဟိတ်နဲ့တွေ့ပြီးသူ့ကိုကဲထုတ်မယ်လို့ပြောခဲ့ပါတယ်။သူ့ကိုတယောက်တည်းထွက်သွားခိုင်းရင်ပိုကောင်းမယ်လို့ပြောပေမဲ့အရာရှိတွေကအဖော်အဖြစ်လိုက်ပါဖို့တောင်းဆို
ခဲ့တဲ့အတွက်ကီဟွန်းရဲ့လူတွေအဆောက်အအုံနဲ့ဟောင်းနီစခန်းကနေထွက်ခွာခဲ့ပါတယ်လမ်းမှာတန်တရားဖြစ်နေတဲ့အရာရှိတအုပ်ကသူတီးတော့နိုင်ငံတော်လုံခြုံရေးအရာရှိကိုဖုံးဆက်ပြီးကင်းရဲ့အထောက်အထားကိုစစ်ဆေးဖို့စူးစမ်းခဲ့ပါတယ်ကင်းကိုသူနဲ့စကားပြောဖို့တောင်းဆိုတဲ့အခါကင်းတယောက်ဆောင်ကတယောက်လိုလှည့်စားပြီးလွတ်မြောက်ဖို့စူးစမ်းခဲ့ပေမဲ့သူထွက်ပြေးဖို့စူးစမ်းနေတဲ့ဆိုတဲ့သတင်းကဟိန်းဆန်စီရောက်သွားပါပြီဟိန်းဆန်နဲ့စကားပြောပြီးနောက်ကင်းကဖုံးချလိုက်ပြီးသူ့ရဲ့ရည်ရွယ်ချက်ကိုမဖုံးကွယ်တော့ပါဘူးဟောင်းနီစခန်းကအရာရှိတွေအဆောက်အအုံကိုခံယူနေရတုန်းပဲရှိပါသေးတယ်ဒါပေမဲ့သူတို့ထဲကတယောက်ကကားကိုတက်မစီပြန်ယူဖို့အမိန့်ရလိုက်တဲ့အခါကင်းကားမောင်းနေတဲ့ရဲခပ်ဘက်ကတနက်ကိုယူဖို့စူးစမ်းပေမဲ့တနက်လူရင်းနဲ့ကားမောင်းနေတဲ့ရဲကိုထိပြီးတေဆုံးသွားခဲ့လို့ကားမောက်သွားပါတယ်ကင်းဒေါင်းဟိတ်ကိုဆွဲထုတ်လိုက်ပေမဲ့အဲ့ဒီနေရာကိုရောက်လာတဲ့ဟိန်းဆန်နဲ့သူ့လူတွေရဲ့အင်တန်နဲ့ပြစ်ခတ်မှုကိုခံလိုက်ရပါတယ်ပြစ်ခတ်မှုရပ်သွားတဲ့အခါဟိန်းဆန်ကမှန်ပြောင်းနဲ့ကြည့်တဲ့အခါကင်းကမျက်နှာကိုသွေးတွေတုပ်ပြီးတေဟန်ဆောင်နေပေမဲ့ကားနားကိုချီကပ်လာတော့ကင်းလည်းထပြေးဖို့ဆုံးဖြတ်လိုက်ပါတယ်ကြာနေတဲ့မြေပုံကိုကောက်ယူပြီးဒေါင်းဟိတ်နဲ့အတူဆက်ပေးပါတယ်ဟိန်းဆန်ရဲ့လူတွေကလိုက်လာပြီးပြစ်ခတ်နေကြလို့ခဏကြာတော့ကင်းနဲ့ဒေါင်းဟိတ်တို့မြစ်ထဲခုန်ချပြီးခဏတာလွတ်မြောက်ခဲ့ပါတယ်ဟိန်းဆန်ကတော့အရက်မူးနေတဲ့ဗိုလ်ချုပ်စီပြန်သွားပြီးကင်းထွက်ပြေးတာကမပြောခဲ့ဘူးဆိုတာတေချောင်ပြစ်တက်လိုက်ပါတယ်ပြီးတော့သူ့အထက်အရာရှိကိုလူအင်အားပိုတောင်းဖို့ဖုန်းခေါ်ခဲ့ပါတယ်။ကင်းကန်းဆက်မှနိုးလာပြီးလက်နက်ကင်ထားတဲ့လူတဦးချီကပ်လာတာကိုတွေ့လို့တောင်းဟိတ်ရဲ့သတိပေးမှုကြောင့်ပုံနေခဲ့ကြပါတယ်။ဒါပေမဲ့သူတို့ရဲ့ခြေတလုံးတန်ရာနဲ့သူတို့အဖွဲ့တဲကအမျိုးသမီးတဦးကတွေ့သွားလို့သူတို့ကိုပြစ်တော့မဲ့အချိန်မှာတောင်းဟိတ်ကအသက်ချမ်းသာပေးဖို့တောင်းပန်ပြီးဟန်နီစခန်းကနေထွက်ပြေးလာတာလို့ပြောတဲ့အခါသူတို့အဖွဲ့ဝင်တဦးကိုအဲ့ဒီစခန်းကဖမ်းထားတဲ့အတွက်ဒီလူတွေရဲ့အာရုံကိုဖမ်းဆားနိုင်ခဲ့ပါတယ်။ကံကောင်းစွာနဲ့ပဲတောင်းဟိတ်ကဖမ်းခံထားရတဲ့အဖွဲ့ဝင်အကြောင်းအသေးစိတ်ပြောပြနိုင်ခဲ့လို့သူတို့နှစ်ဦးစလုံးအသက်ချမ်းသာရခဲ့ပါတယ်။အဲ့ဒီညဘက်မီးပုံနာမှာထိုင်နေတုန်းဒေါင်းဟိတ်ကနောက်တစ်နေ့မှာလုံးမဲ့ကယ်ဆယ်ရေးစစ်စင်ရေးအတွက်ဟောင်းနီစခန်းရဲ့မြေပုံကိုရှင်းပြပေးပါတယ်။ဒါပေမဲ့ဟိန်းဆန်ကသူတို့တွေပုံနေတဲ့နေရာကိုရှာတွေ့ပြီးတပ်ဖွဲ့တစ်ခုဆေလွတ်လိုက်ပါတယ်။နိုမိတ်ခေါင်းဆောင်ကစစ်သားတွေချီကပ်လာတဲ့သတင်းကိုရလိုက်လို့သူတို့ပုံအောင်နေကြပါတယ်။ဟိန်းဆန်ကလည်းစစ်သားအများပြားကိုခေါ်လာပြီးတောထဲမှာလိုက်ရှာကြလို့နိုမိတ်တွေနဲ့ပါလာတဲ့ကလေးတယောက်တစ်ကိုင်းနင်းမိလို့အတန်မြင့်သွားတဲ့အခါစစ်သားတွေကသူတို့နာချီကပ်လာပါတယ်။ဒါပေမဲ့ကင်းကတနက်နှစ်ချက်ပစ်ပြီးဟိန်းဆန်တို့ရဲ့အာယုံကိုသူ့စီဆွဲယူလိုက်လို့နှစ်ယောက်သားပစ်ကတ်ခံရရင်ထွက်ပြေးကြပြီးဒေါင်းဟိတ်ရဲ့ခြေထောက်ကိုကြည်စံထိမှန်သွားခဲ့ပါတယ်။ကင်းကပြန်ကူညီပေမဲ့ဝိုင်းရံခံထားရလို့အဝေးကြီးမသွားနိုင်ကြပါဘူး။ရုတ်တရက်နိုးမိတ်မျိုးသမီးတွေပေါ်လာပြီးစစ်သားတွေကိုပစ်ခတ်လိုက်တာကြောင့်သူတို့အာယုံပြောင်းသွားလို့ကင်းနဲ့ဒေါင်းဟိတ်ကိုထွက်ပြေးဖို့အခွင့်အရေးရသွားခဲ့ပါတယ်။ဟိန်းဆန်ရဲ့အမိန့်ကိုမလိုက်နာပဲခဏကြာတော့စစ်သားတွေဟိန်းဆန်စီလက်ပလာနဲ့ပြန်လာတဲ့အခါဟိန်းဆန်ကသူ့အမိန့်ကိုမနာခံတဲ့အတွက်သူတို့ခေါင်းဆောင်ကိုရိုက်နှက်ခဲ့ပါတယ်။ကင်းနဲ့ဒေါင်းဟိတ်တို့ကနာကျင်စွာလမ်းလျှောက်ပြီးနောက်စစ်စခန်းကိုရောက်လာခဲ့လို့သူတို့နှစ်ဦးအလေးချင်းလုံးနေတဲ့စစ်သားတွေနဲ့ပူးပေါင်းပြီးချီတက်ခဲ့ကြပါတယ်။ဒါပေမဲ့ဟိန်းဆန်ကစခန်းကိုရောက်လာပြီးထွက်ပြေးသွားတဲ့နှစ်ယောက်ကိုဖမ်းမိတဲ့သူကိုသူရဲ့ကောင်ဘွဲ့ချင်းမြင့်ခံရမယ်လို့မိန့်ခွန်းပြောပါတယ်။ကင်းနဲ့ဒေါင်းဟိတ်တို့ကအစီအစဉ်အတိုင်းထွက်ပြေးပေမဲ့ကင်းကခုန်ချတဲ့အခါသူညံသွားလို့အရာရှိတဦးကမြင်သွားပါတယ်။စစ်သားတွေဝင်လာဖို့ကြိုးစားတော့ကင်းတကားပေါ်ဓာတ်စီလောင်းပြီးမီးရှို့လိုက်လို့သူတို့လွတ်မြောက်ဖို့အချိန်ရလိုက်ပါတယ်။ဒေါင်းဟိတ်ကသူ့အမေဆွဲကြိုးကိုပြန်ရင်ဖို့နောက်မှကြံနေခဲ့လို့စနိုက်ပါသုံးပြီးပစ်တဲ့ဟန်ဆင်းရဲ့ကြီးစံကိုနောက်ကနေထိမှန်သွားခဲ့ပါတယ်။ကင်းကပြန်ပစ်ပြီးတောင်းဟိတ်စီသွားတော့တောင်းဟိတ်ကမတည်ပဲရှိနေသေးလို့ဆန်စီယိုကအပေါက်ကိုတုံးပြီးထွက်ပြေးဖို့ကူညီခဲ့ပေမဲ့တောင်ဟိတ်ကအားကုန်လက်လျှော့ဟန်ပြပြီးစောချိုကင်ကိုပေးကတောင်ကိုရီးယားမှာရှိတဲ့သူညီမကိုပေးဖို့ပြောခဲ့ပါတယ်။အဲဒီနောက်တောင်ဟိတ်ဒုတိယအကြိမ်ကြီးစံထိမှန်ပြီးဆုံးပါသွားခဲ့ပါတယ်။ဟိန်းဆန်ကကင်ကိုပါပြစ်ဖို့လုံးနေတုန်းကင်ကသူ့ပေါ်ထွန်းထားတဲ့မီးကိုပြစ်ပြီးလဲကွင်းထဲပြေးပါတော့တယ်။ကင်ကတနက်ပြစ်ဖို့နေရာကောင်းရပေမဲ့ကြီးကုံသွားပြီးဟိန်းဆန်ကပြန်ပြစ်လို့ကင်ကသူ့ရဲ့ရေဒီယိုကိုသုံးပြီးလဲကွင်းထဲကနေလမ်းကြောင်းရှာပါတယ်။ဟိန်းဆန်နဲ့သူ့လူတွေနောက်ကနေပြစ်ခတ်နေတော့ကင်းမြေမြုပ်မိုင်းကွင်းကိုပြတ်ပြေးဖို့ရဲရဲဝန်းဆုံးဖြတ်လိုက်ပါတယ်။ကံကောင်းစွာနဲ့ပဲမိုင်းမပေါက်ပဲဖျက်ကျော်နိုင်ခဲ့ပြီးရွှွန့်နေပြည့်နေတဲ့တောဆိုးဝိုင်ကိုဖျက်ကူးပြီးနောက်တောင်ကိုရီးယားရဲ့စစ်နယ်နမိတ်မြင်းကိုရောက်ခဲ့ပါတယ်။ဒါပေမဲ့မတော်တဆမိုင်းတစ်လုံးကိုနင်းမိသွားပြီးတောင်ကိုရီးယားစစ်သားတွေကိုခေါ်မလို့လို့တုန်းဟိန်းဆန်ကနောက်ကနေသူ့ကောင်းကိုတနက်ချိန်လိုက်ပါတယ်။ကင်းကဟိန်းဆန်ကိုရှေ့ကိုဆွဲပြီးသူ့ကိုမိုင်းနေတဲ့နေရာမှာထားလိုက်ပြီးဟိန်းဆန်နဲ့စကားပြောပြီးနောက်ကင်းမိုင်းပေါ်ကနေရွှေ့လိုက်ပေမဲ့မိုင်းကမပေါက်ခဲ့ပါဘူး။ဟိန်းဆန်ကသူ့ကိုအလွယ်တကူလွတ်မပေးတဲ့အတွက်နှစ်ယောက်သားထိုးခဲ့ကြပြီးကင်းသူ့ကိုသတိလစ်သွားအောင်ထိုးပြီးအနိုင်ရခဲ့ပါတယ်။သူတောင်ကိုရီးယားကိုထွက်ပြေးလာသူအဖြစ်သူ့ကိုသူမိတ်ဆက်ဖုန်းခေါ်ဆိုတဲ့အခါတောင်ကိုရီးယားဘက်ကသူ့ကိုလက်ခံခဲ့ကြပါတယ်။ဟိန်းဆန်ကနောက်ကနေပြစ်ခတ်နေလို့ကင်းတောင်ကိုရီးယားဂိတ်စီပြေးပါနေတော့ခြေထောက်မှာကြီးစံထိမှန်ပေမဲ့လက်မလျှော့ပဲဒဏ်ရာရနေတဲ့ခြေထောက်နဲ့ပဲဒီတိုင်းဆက်သွားနေပါသေးတယ်။နယ်နမိတ်မြင်းကိုမရောက်ခင်မှာပဲကြီးစံထပ်မှန်ထိခဲ့လို့ဟိန်းဆန်ကနီးကပ်လာပြီးသူ့ကိုတနက်နဲ့ချိန်လိုက်ပေမဲ့ဒီတစ်ခါတော့မပြစ်နိုင်ခဲ့ပါဘူး။ဒီလောက်ဒဏ်ရာရနေတာတော့သူဆက်သွားခြင်းနေတာကိုတွေ့ပြီးပထမဆုံးအချိန်တနာစိတ်ဝင်ခဲ့ပါတယ်။ကင်းလဲနယ်နမိတ်မြင်းကိုကင်ဖို့အစွမ်းအစာအလုံးကိုအသုံးပြုခဲ့ပါတယ်။ဟိန်းဆန်ကသူ့ကိုသူအရှုံးပေးလိုက်တဲ့သဘောနဲ့ပြန်လျှောက်ထွက်သွားပြီးတောင်ကို
ကိုရီးယားစစ်သားတွေကကင်ကိုခေါ်ဆောင်သွားခဲ့ကြပါတယ်အချိန်ကြာပြီးနောက်ဟိန်းဆန်တင်တန်းခန်းထဲမှာကင်ရဲ့ငယ်ဘဝစာအုပ်ကိုကြည့်နေတာကိုတွေ့လိုက်ရပါတယ်တောင်ကိုရီးယားမှာတော့ကင်မေးချမ်းတဲ့ဘဝကိုဖျက်ဆီးနေပြီးတောင်ဟေးရဲ့အမေစီတွားရောက်ကြည့်တဲ့အတိုင်းဆွဲကြိုးကိုပေးခဲ့ပေမဲ့သူ့သားတည်ဆုံးသွားတဲ့အကြောင်းကိုတော့မပြောဖို့ဆုံးဖြတ်ခဲ့ပါတယ်နောက်ဆုံးမှာတော့ကင်တရားပေါ်မှာရက်နေပြီးဗီဒီယိုအစီအစဉ်ကိုနားထောင်ရင်သူ့ရဲ့အဆိုပြုချက်အတီးပြုခံရကြောင်းသတင်းရတဲ့အခါပျော်ရွှင်စွာရှောက်သွားခဲ့ပါတော့